အားလုံးပဲမင်္ဂလာပါခင်ဗျာ Ticket Streaming Channel SCC ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအခုတစ်ခေါက်မှာတော့စာရေးဆရာနိုဘယ်တွေးရေးထားတဲ့လာမတူနဲ့ပြန်ထားနိုင်တယ်ဆိုတော့စာအုပ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့စာရေးသူရဲ့အမှားစကားလေးကိုဖတ်ပြပေးခြင်းပါတယ်မလဲကူတဲ့ဘဝတွေကိုပိုင်ဆိုင်ထားသူလူသားတိုင်းဟာမိမိတို့ဘဝအစဉ်ပြေတိုးတက်ဖို့အတွက်အတော်ကိုကြိုးစားရုန်းကန်ကြရပါတယ်။ခါတီးတဲ့အတွေ့အကြုံတွေကိုကြိုးစားရင်ဆိုင်ရင်ကြော်ပြည့်ရင်းနဲ့ပဲလူတွေအကြောင်းပိုသိလာတယ်။လောကကြီးအကြောင်းပိုနောကျေလာတယ်။လောကဓာတ်နဲ့အသားကျလာတယ်။ကဘာကြီးပေါ်မှာမပျော်မွေ့ပေမဲ့နေတတ်လာတယ်။အတန်းပညာရဲ့ကနေမဟုတ်ပဲဘဝရုန်းကန်ခြင်းအတွေ့အကြုံကနေတန်ဖိုးရှိရဲ့ပညာတွေရပြီးရင်းချက်တဲ့အတည်ဉာဏ်ပိုလာယုံမကစိတ်ကတွေပါတန်မာလာကြတယ်ပြောရရင်လောကကြီးကပေးတဲ့ခန္ဓာရေးဆိုတဲ့လက်ဆောင်ကောက်ကိုရှာချကြသူတွေပါအများထက်ပိုကြိုးစားခြင်းစိတ်ရှိသူအများအကျိုးဆောင်ရွက်လူစိတ်ပြင်းထန်သူဘဝကိုတန်ဖိုးတည်တည်အတိတ်ပဲရှိဖြတ်တန်းခြင်းတွေသူတွေဟာမချောမှုတဲ့ဘဝမှာပူပြီးခက်ခဲပင်ပန်းနေနေစဉ်လာစဉ်နှစ်စဉ်ဖြတ်တန်းခဲ့ရတဲ့ဒီခက်ခဲပင်ပန်းမှုတွေပဲအတွေးအမြင်တစ်တွေကိုမွေးဖားပေးတာပါကျွန်မလူငယ်ရွယ်စဉ်ကမိမိကြုံခဲ့ရတဲ့ကောင်းခြင်းဆိုခြင်းတွေကိုနေ့စဉ်အမြဲပြန်လည်သုံးသပ်လိရှိတယ်။ပေပတ်ဝင်ခြင်းကလူတွေရဲ့ကြာရှုံးမှုတွေကိုကြည့်ပြီးနေ့စဉ်သင်ခန်းစာယူတယ်။မိမိရှိကအောင်မြင်နေသူကိုကြည့်ပြီးနေ့စဉ်လေ့လာအတူယူတယ်။ဒီလိုတွေရပဲအတွင်းမြင်စာတွေစိတ်သက်ခွန်အားဖြင့်မော်တီတွေလက်တွေ့ဆိုင်တဲ့ကြပြတွေနေ့စဉ်ရေးဖြစ်တယ်။ဒီလိုနဲ့ပဲလူငယ်တွေအတွက်လာမတူနဲ့ပြန်ထားနိုင်တယ်ဆိုတဲ့စိတ်သက်ခွန်အားဖြင့်အတွေးမြင်ဖတ်စာအုပ်ကိုထပ်မံဖန်တီးဖြစ်ခဲ့ပြန်တယ်။ကျမစာတွေကစိတ်ကူးရင်ရေးသားထားတဲ့စာတွေမဟုတ်သလိုလေ့လာသင်ကြားခြင်းကနေဖြစ်တည်လာတဲ့စာတွေလည်းမဟုတ်ပါဘူး။ဖြတ်တန်းလာခဲ့ရတဲ့ဘဝအခက်အခဲတွေကမှစင်ကျင်သုံးသက်ပြင်ဆင်ခဲ့ရတဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကိုလူငယ်တွေစိတ်သက်ခွန်အားရဖို့ရည်ရွယ်ပြီးပြန်လည်တည်မှတ်ရေးသားခြင်းတွေပါပဲ။ဒီစာအုပ်ထဲမှာစာကြောင်းရဲ့အနေငယ်ဖတ်ကြည့်မိရုံနဲ့စာဖတ်သူမတည်သေးတဲ့အတစ်သောအတွေးမြင်တစ်ခုရနိုင်ပါတယ်။စာဖတ်သူရဲ့လွဲနေတဲ့အသည့်ကိုပြန်တက်မှတ်ပေးနိုင်ပါတယ်။စာဖတ်သူရဲ့အမှားကိုပြန်ပြင်ဆင်ဖို့အပြည့်ရှာတွေ့နိုင်ပါတယ်။စာဖတ်သူလူငယ်တွေအနေနဲ့ဒီစာအုပ်ကိုဖတ်ပြီးရင်မိမိဘဝအောင်မြင်တိုးတက်ဖို့အတွက်အတွေးမြင်တစ်တွေရအောင်ယူသွားကြပါ။ကျမရဲ့အတွေ့အကြုံကိုရှင်းပြီးစာတွေရေးထားတယ်။စာဖတ်သူတွေကဒီစာအုပ်ထဲကအတွေးမြင်တစ်တွေကိုရရှိကြပြီးအဓိပ္ပာယ်ရှိတဲ့ဘဝတွေကိုဖန်တီးကြပါလူငယ်အားလုံးပျော်ရွှင်သောဘဝကိုစီပိုင်ဆိုင်နိုင်ကြပါစေလူငယ်ဘဝစဉ်းစားတွေးခေါ်မှုလူရဲ့လူဖြစ်လာသောအခါကလေးဘဝလူငယ်ဘဝလူရဲ့ဘဝလူကြီးဘဝရဲ့ဆိုပြီးဘဝကိုအပိုင်းခြားတွေနဲ့ပြတ်တန်းကြရပါတယ်ကလေးဘဝမှာကြုံရတဲ့ຢာတွေပုံသိမ်းခံရတဲ့ຢာတွေဟာအုံမြင့်ခံမှာတော့တဲ့အတွက်ကလေးဘဝရဲ့ပုံသွင်းခံရမှုအတိုင်းလူငယ်ဘဝမှာဆက်ပြီးတွေးခေါ်လုပ်ကိုင်တတ်ကြတယ်။ကောင်းရင်ကောင်းတယ်လို့ဆိုရင်ဆိုတယ်လို့မကောင်းတကောင်မဆိုတဆိုဒီလိုနေတာမျိုးများစွာကွယ်ပြားစွာနဲ့ပဲလူတိုင်းဟာလူငယ်ဘဝကိုဆက်လက်ချစ်တဲ့ကြတယ်။လူငယ်ဘဝအစားကလေးဘဝကဆိုတယ်လို့ပဲငယ်စဉ်ကလေးရွယ်ရဲ့ကောင်းခြင်းဆိုခြင်းအလုံးဟာလူငယ်ရွယ်ကိုရောက်လာတဲ့အခါအရေးတပွဲလိုက်ပါလာတတ်ကြတာကြီးပဲကောင်းတဲ့မျိုးစီဟာကောင်းတဲ့အပင်ပေါက်လာတယ်လို့ပဲဆိုးတဲ့မျိုးစီဟာဆိုးတဲ့အပင်ကိုပေါက်လာစေဟာတဘာဝပါဒါကြောင့်လူငယ်ဘဝရဲ့စိတ်ခံစားမှုအပြုမှုအပြောဆိုတွေနဲ့လူစရိုက်လက္ခဏာအလုံးဟာကလေးဘဝတုန်းကတင်စရာမြင်စရာကြားစရာအလုံးစီကနေတင်ယူခဲ့ရတဲ့ကောင်းခြင်းဆိုခြင်းအလုံးကိုရောပြန်ပြီးပြန်တဲ့အသုံးချခြင်းအပေါ်အခြေခံလျက်ရှိပါတယ်လူငယ်ဘဝကိုရောက်လာတဲ့အခါမှာကိုယ့်ရဲ့ဉာဏ်ပညာနဲ့စဉ်းစားတွေးခေါ်နိုင်မှုဟာစံအင်တွေကတပိပိနေကြသွားတာမဟုတ်ပဲဒီနေ့တခြားပုံမှုတိုးတက်ပြောင်းတက်လာကြတယ်။ဒါကြောင့်ကလေးဘဝတုန်းကဘလို့ပဲတွင်တင်ခံရဘလို့ပဲပုံသွင်းခံရလူငယ်ရဲ့လို့ဖြစ်လာပြီဆိုရင်မိမိကိုယ်ကိုကောင်းအောင်မိမိကိုယ်တိုင်ကြိုးစားလို့သိရှိရမယ်။ပြောင်းလဲတင်တာတွေကိုပြောင်းလဲလို့ခြင်းစိတ်ပြင်းထန်နေရမယ်။လူငယ်ဘဝဆိုတာရဲတောင်းနေရမယ်။လူငယ်ဆိုတာကြောက်ရွံ့မှုကင်းတဲ့အရွယ်ကောင်းတစ်ခုပါပဲ
လူဘဝမှာနေ့စဉ်အသက်ရှင်ရပ်တည်တဲ့အခါမှာအခြေခံအင်္ဂလိပ်စကားလုံး၃လုံးရှိတယ်ပထမ H head ပဲရမယ်ဆိုကိုယ့်ရဲ့ခေါင်းထဲကိုအရင်ပို့ပြီးရင်စဉ်းစားတွေးခေါ်ရတာပါထွက်လာတဲ့အဖြေကိုမှ heart ဆိုတဲ့နှလုံးသားစီပို့ရတယ်ညှတာရမှာလားရက်စဲရမှာလားကျင်နာရမှာလားခွင့်လွှတ်ပေးရမှာလားစသဖြင့်အုံနောက်ကအဖြေကိုနှလုံးသားနဲ့ပြန်ပြီးတန်းကြီးရတယ်အုံနောက်နဲ့နှလုံးသားဒီနှစ်ခုစလုံးနဲ့ဒေချာတိုက်စီပြီးမှထွက်လာတဲ့အဖြေကိုနောက်ဆုံး hand ဆိုတဲ့လက်နှစ်ဖက်စီပို့လိုက်ပါတယ်ဒီလက်နှစ်ဖက်ကလက်တွေ့လှုပ်ဆောင်မှုဆိုတဲ့ action ကိုဆက်လက်လှုပ်ဆောင်ရတယ် head ကနေ heart ပြီးမှ head ကနေ hand ဆိုတဲ့အုံနောက်နဲ့အရင်စဉ်းစားပြီးရင်နှလုံးသားနဲ့ခံစားပြီးလက်နှစ်ဖက်နဲ့ဆက်လက်လှုပ်ဆောင်ရတဲ့ဒီလိုကြော်ဖြတ်မှုအစဉ်စဉ်ကိုလူတိုင်းဟာအကြောင်းအရာတစ်ခုတိုင်းစီမှာအပြည့်မဲ့နေတွေ့ကြုံကြော်ဖြတ်ရတာကြီးပါပဲဒီအစဉ်သုံးစဉ်ကိုကြော်ဖြတ်တဲ့အခါမှာလူငယ်ဆိုတဲ့အရွယ်ပိုင်းခြားတစ်ခုဟာတိတ်ကိုလှင်မြင်ကြော်ဖြတ်နိုင်ပါတယ်တခါတလေအုံနောက်နဲ့နှလုံးသားတစ်ပြိုင်နက်တည်းစဉ်းစားပြီးခံစားဆုံးဖြတ်တတ်ကြတယ်တခါတလေများဆိုအုံနောက်နှလုံးသားလက်တွေ့လှုပ်ဆောင်မှုဆိုတဲ့ဒီသုံးခုလုံးဟာတစ်ချိန်တည်းတစ်ပြိုင်တည်းလှုပ်ပြတတ်ကြပါသေးတယ်တကယ်ကိုအသက်ကြွဆုံးနဲ့အရေးရင်ဆုံးအရွယ်ပါပဲဒါအားကြောင့်လဲလူငယ်ဘဝဆိုတဲ့အသက်အရွယ်တစ်ခုဟာတိတ်ကိုအရေးကြီးတဲ့အချိန်ကာလတစ်ခုပါအုံနောက်နှလုံးသားနဲ့လက်တွေ့လှုပ်ဆောင်မှုဆိုတာအစီအငေါမတက်ပြောင်းပြန်အသုံးချမိရင်အမားတွေများပြီးအနာဂတ်မှာနောင်တတွေတပွေတစ်ပိုက်ဖြစ်တဲ့တာအမှန်ပါပဲနှလုံးသားမပါပဲကြံတစ်ခုကိုပဲစဉ်းစားပြီးမိရဲ့လူငယ်တွေကြတော့လေလူကြီးဘဝရောက်လာတဲ့အခါပြည့်စုံမှုတွေလုံလောက်နေရင်တော့မှပျော်ရွှင်မှုတွေခံချောင်နေတတ်ကြတယ်။အုံနောက်မပါပဲကြံတစ်ခုပေါ်စဉ်းစားခဲ့တဲ့အခါမှာတော့လူငယ်တွေကတော့လူကြီးဖြစ်လာတဲ့အခါပျော်ရွှင်မှုတွေအတန်တင်းရနေပေမဲ့မပြည့်စုံမှုတွေကြောင့်ဒေါကများနေရတတ်တယ်။တချို့လူငယ်ကြတော့လေအုံနောက်နဲ့နှလုံးသားကိုမျှတအောင်ထိန်းချုပ်နိုင်တယ်။အဖြေကောင်းအဖြေမြန်ကိုထုံနိုင်တယ်။ဒါပေမဲ့လည်းလူငယ်ဘဝမှာဝိရိယမရှိရတွေဆွဲလုံးတာအားနည်းလွန်းတာတွေပြည့်စုံတဲ့ပြီးပါအတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်အပေါ်မိခွန်လွန်းတာတွေအနာဂတ်ကိုတွေးမပူပဲလက်ရှိဘဝကိုရောက်ရဲတင်းတဲ့ဆက်လွန်ခဲ့တာတွေဒီလိုအကြောင်းအရာတွေကြောင့်သူတို့မှာသူတို့ဘဝအတွက်ဘယ်လောက်ကောင်းမွန်တဲ့အဖြေပဲရှိလက်တွေ့မလုံဆောင်ဖြစ်တာတွေများလာပြန်တယ်ဒါကြောင့်တကယ်တမ်းလူကြီးဆိုတဲ့အသက်အရွယ်ပိုင်းခြားတစ်ခုကိုရောက်လာတဲ့အခါမှာမိကိုစေရရော်နေလာခြင်းနဲ့မိမိရဲ့ခန္ဓာစိတ်အားနည်းလာခြင်းတွေမှာတပြိုင်နက်ကြုံလာတဲ့အခါမှာဒီလိုလူဟာလဲပြိုတကြပြန်တယ်ဒါကြောင့်လူငယ်ဘဝရဲ့နံပါတ်1 health ဆိုတဲ့ဦးခေါင်းပိုင်းတနည်းပြောရရင်စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်အောင်တော့နံပါတ်2 heart ကိုယ့်ရဲ့စိတ်နေတာစိတ်သဘောထားနူးညံ့တင်ဝင်မှုရက်ဆက်ကြံကြုံမှုညှတာမှုတနာညှတာမှုတွေကိုစစ်ထုတ်ပေးတဲ့နှလုံးသားနံပါတ်3 hand လက်တွေ့လှုပ်ဆောင်တဲ့လက်တစုံဒီသုံးခုကိုနေရာမှန်အချိန်မှန်အသုံးချနိုင်ဖို့အလုံးကိုအရေးကြီးပါတယ်လူငယ်အရွယ်ကိုစတင်ဝင်ရောက်တဲ့ကက်စောစောအချိန်ကာလတွေမှာစင်ခေါ်ချက်တွေတင်များပါတယ်လူငယ်ဘဝအစောပိုင်းကာလဆိုတာရေပွေရအပြင်14နှစ်ပတ်ဝန်းကျင်ကစတယ်လို့လူငယ်ဘဝစတယ်လို့သတ်မှတ်ကြပါတယ်တချို့သောစစ်တမ်းတွေကသတ်မှတ်ဖော်ပြထားကြတယ်ပြောရရင်ဒီကာလဟာကျောင်းသူကျောင်းသားဘဝပါပဲပညာသင်ကြားတဲ့အချိန်မှာအချို့ကမိဘအောက်ထင်းသူရဲ့ပံ့ပိုးမှုအလုံးလိုက်ရလို့လူငယ်ဘဝအစကချောမွေ့ပေမဲ့အချို့ကမိမိဘဝအတွက်ရုန်းကန်ရတယ်။ပညာရေးနဲ့အလန်းကွာပြီးကိုယ်ပေါ်ကိုကြောင်းရတယ်။အချို့ကတော့ကိုပညာသင်ဖို့ကိုယ်စီရဲ့ကိုရှာနေရပြီ။လူငယ်ဘဝအစကအချိန်တွေဟာတယောက်နဲ့တယောက်မတူကြပါဘူး။လောကကြီးမှာကိုချီတော့အပေါ်ကိုရဲရတဲ့လူငယ်တွေအများကြီးပါပဲ။အခက်အခဲတွေမိသားစုပြဿနာတွေအခြားသောဒုက္ခပေါင်းစုံကိုရင်ဆိုင်နေရတဲ့လူငယ်တွေအများကြီးပါ။မိမိတို့ဘဝရက်တည်ဖို့ငွေကြေးလိုအပ်ချက်တွေမိသားစုဝင်တွေရဲ့ဝန်ထုတ်ဝေဖို့ဖြစ်စေမှုတွေအရွယ်ရောက်လာတဲ့အချိန်မှာမလုံခြုံတဲ့ပတ်ဝန်းကျင်မှာနေရလို့မိမိကိုယ်မိမိထိန်သိမ်းကာကွယ်နေရတာတွေပြောရရင်လူတိုင်းလူငယ်တိုင်းမှာပြပတ်ဝန်းကျင်ကတည်တဲ့ပြပတ်ဝန်းကျင်ကမတည်တဲ့အခက်အခဲပြဿနာတွေတပုံကြီးပါပဲဘဝရဲ့တစ်စိတ်ချိုးလူငယ်အရွယ်ဟာတိတ်ကိုတိရှာလွယ်ပါတယ်ဘဝတစ်ခုလုံးနဲ့စဉ်းစားရင်လူငယ်အရွယ်ဟာအမှားအများဆုံးနဲ့ဘဝရှိချက်မှုတွေအများဆုံးလုပ်ရတဲ့ကာလပါပဲတည်ငြိမ်လာတဲ့တနေ့မှာရတဲ့နောင်တတွေကလူငယ်ဘဝရဲ့
အမှားအများစုကြောင့်ဖြစ်လာရတာပါအပြိုင်ဆိုင်တွေများတဲ့လောကထဲမှာလူငယ်တယောက်အဖြစ်ရည်တည်ရတဲ့ကာလဟာ emotion များဆုံးကာလတစ်ခုပါအားငယ်လွယ်တယ်စိတ်တက်ကြလဲတယ်ပစ္စည်းလွယ်တယ်နားထောင်လွယ်တယ်အပေါင်းအသင်းမဲ့တယ်ငိုလဲရည်လဲတယ်စိတ်အပြောင်းလဲမြန်တယ်တင်လဲတက်လဲတယ်ဆုံးဖြတ်ချက်တွေကဂမှုရှုလို့ချလွယ်တယ်ရှက်လွယ်တယ်ခံနိုင်ရည်မရှိပဲပြူလဲလွယ်တယ်အချို့ဆိုဘဝကိုလက်မြအရှုံးပေးသွားတဲ့အခြေအနေထိဖြစ်တာဒီလူငယ်အရွယ်မှာအများဆုံးပါပဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့2019ခုနှစ်စက်တင်ဘာလစစ်တမ်းအရဆိုရင်ကမ္ဘာပေါ်မှာစက္ကန့်40ကိုလူတစ်ယောက်နှုန်းကိုအဆုံးစီရင်နေကြတယ်ဆိုလိုတာကတစ်နှစ်ကိုကမ္ဘာပေါ်မှာမိမိကိုအဆုံးစီရင်တဲ့သူ8သိန်းကျော်အထိရှိပါတယ်8သိန်းကျော်ထဲမှာမြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံတွေက85%ပါဝင်ပါတယ်ပိုစိတ်ဝင်စားဖို့ကောင်းတာကအများစုဟာလူငယ်အရွယ်တွေပါပဲလူငယ်အရွယ်ဆိုတဲ့အပိုင်းခြားကာလတစ်ခုမှာမိမိကိုအဆုံးစီရင်မှုအများဆုံးပါ။ဘာကြောင့်မိမိကိုအဆုံးစီရင်ကြလဲဆိုရင်လူငယ်စိတ်တွေကနှူးလဲတယ်ခံစားလဲတယ်ပောက်ကွဲလဲတဲ့အထိအရှာလွယ်တယ်မိမိကိုအဆုံးစီရင်တဲ့လက်ဟာတကယ်တော့လောကဓာတ်ကိုခါးစည်းခံရတဲ့လူငယ်တယောက်ရဲ့နောက်ဆုံးမျှော်လင့်ချက်မှဲ့သွားတဲ့အချိန်မှာရွေးချယ်လိုက်တဲ့ထွက်ပေါက်ပါပဲတည်ဆုံးခြင်းကိုရွေးချယ်လိုက်ခြင်းဟာတေဖို့တဲ့ပူကြောက်စရာကောင်းတဲ့ခံစားချက်တွေစိတ်တက်ကြခြင်းတွေကိုသူ့ရဲ့စိတ်ကလက်ခံနိုင်စွာမရှိတော့လို့ပါဝင်းချင်းတစ်ခုအတိုင်းဝိုင်းမှာကြားဘူးတွေ့ဘူးကြပါတယ်အနည်းဆုံးလူငယ်လေးတယောက်ကိုတာရကပြရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပြင်မာချောင်းတစ်ခုမှာအလုပ်လုပ်နေတဲ့ပညာတတ်လူငယ်တယောက်ဟာလုပ်ငန်းခွင်မှာလုပ်ဖို့ဆောင်တဲ့ဝန်ထမ်းတွေကသူ့ကိုကဲရကြတယ်အပြစ်တင်ကြတယ်ခွဲခြားဆက်ဆံကြတယ်ချို့နေနဲ့နေဆာတူကလုပ်ငန်းခွင်တွေထဲမှာသူဟာဆယ်ရုံမှုတွေအဆင်ပြေမှုတွေခွဲခြားဆက်ဆံခံရတာတွေအရှက်ရစရာပြုမှုတွေပြောဆိုဆက်ဆံခံရတာတွေကြုံခဲ့ရတယ်ဒါတွေဟာသူ့ရဲ့စိတ်ကဒီမခံနိုင်တော့တဲ့အခါသူ့ရဲ့စိတ်သူ့ရဲ့ဘဝဟာအမောင်ကျသွားပါတယ်ရှက်ရှင်ထင်းလက်မှုတွေကြားထဲမှာနေစဉ်ဖြတ်တန်းရတဲ့အခါဒီအခက်အခဲဒီဒုက္ခကြီးကိုသူဒီမခံနိုင်တော့ပါဘူးသူ့ကိုယ်သူလည်းမခံနိုင်တော့တဲ့အဆုံးထွက်ပေါက်အနေနဲ့မိမိကိုအဆုံးစီရင်ဆိုတဲ့လမ်းကိုသူရွေးချယ်သွားတာပါအတူနေခွားကသူမြေးလေးတဲ့ပုံရှိမှာထိုင်ကုန်နေတဲ့ပုံရိပ်လေးအခုထိမြင်အောင်ဆက်ပါဒီကိစ္စဟာလူချင်းခွဲခြားဆက်ဆံခြင်းကြောင့်မဖြစ်သင့်ပဲပညာတဲ့လူငယ်တယောက်လောကကြီးကိုစောစီတီကြောခိုင်းသွားရတာပါကြည်လင်ခဲ့ရတာပါဒီလိုပါပဲပညာသင်နေတဲ့ကာလမှာအမျိုးမျိုးသောစိတ်ဖိစီးမှုတွေကိုခံနိုင်ရမရှိတော့တဲ့အခါကျောင်းသူကျောင်းသားအရွယ်မှတင်လောကကြီးကိုအရှုံးပေးသွားတဲ့လူငယ်လေးတွေအများကြီးပါပဲအဖြေကတော့ဘဝမှာကြုံရတဲ့အခက်အခဲပြဿနာတွေကိုမကျော်ဖြတ်နိုင်ဘူးလို့ဘဝကိုရက်တန့်ဖြစ်လိုက်ကြတယ်အရှုံးပေးလိုက်ကြတယ်ကိုဘဝကိုရစ်ပြစ်လိုက်ကြတာပါလူငယ်တချို့ကတော့ဒီလိုအချိန်မှာလဲကျသွားပြီးမှစူးစမ်းပြီးပြန်ထားပါတယ်ကြာဆုံးသွားတဲ့စိတ်သက်သာသွားချိန်မှာအတင်ပြီးသူတို့ဘဝကိုသူတို့စူးစမ်းပြီးပြန်တည်ဆောက်ကြပါတယ်အရှုံးမပေးပဲပြန်ရည်တည်ကြတယ်ဒီလိုပြန်ရည်တည်နိုင်ဖို့အခက်အခဲတွေကျော်လွှားနိုင်ဖို့ဆိုတာအရင်အရေးကြီးတဲ့အချက်ရှိပါတယ်ဒါကတော့အရာကိုထိန်းချုပ်နိုင်ရှိတဲ့အတွေးခေါ်ဉာဏ်ပညာအားကောင်းခြင်းနဲ့လောကကြီးအကောင်ဆိုအားလုံးကိုအလိုက်တဲ့လက်ခံစဉ်းစားပြီးရှင်သန်နေထိုင်တတ်ခြင်းပါပဲအပြိုင်ဆိုင်ရှိကမှာအခုခေတ်ကာလကြီးအားလူငယ်တွေအတွက်တော့အပြိုင်ဆိုင်ခေတ်ကာလကြီးလို့တော့ဆိုရပါမယ်။ဘာကြောင့်လဲဆိုရင်နေရာတကာမှာအပြိုင်ဆိုင်တွေကြီးမှုပါပဲ။ပြိုင်ဆိုင်မှုတွေများလာလိုက်တာလိုက်လို့ကိုမမီတော့ပါဘူး။စိုးစကားလေးကလည်းအပြိုင်ဆိုင်ရှိမှတိုးတက်တယ်လို့ဆိုထားတဲ့ကိုအချို့လူငယ်တွေကငွေကြီးဘက်လောက်တုံးနိုင်တယ်ဖြုံးနိုင်တယ်ဆိုတာတွေကိုပြန်ကြတယ်ရှေ့လူကြီးတွေပြောသလိုပြောရရင်ငွေကိုရေလို့တုံးကြရတယ်ပေါ့ခင်းနဲ့အညီပေါ်သမျှအဝယ်အစားအသုံးဆောင်တွေ IDPC တွေပေါ်တိုင်းကန်နိုင်ကြတယ်မင်္ဂလာတွေဆို cosmetic တွေပြန်ကြတယ်နာမည်ကြီးအိတ်တွေဖက်နက်တွေထဲလဲကန်နိုင်ကြတယ်ဆိုတာတွေကိုပြန်ကြတယ်စပင်းတွေခန္ဓာကိုယ်နဲ့မျက်နှာအစာထိုးပြုပြင်တာတွေလည်းပြန်ကြတယ်အချို့ငွေကြီးချမ်းသာသူလူငယ်များကတော့လက်ဝဲရတနာတွေအပြိုင်ဆိုင်ဝယ်ကြပွဲတွေအရင်တက်ကြစိန်ခံကားတွေထဲလဲစီးကြနေပေါ့ပြောရရင်အတော့ကိုရှုပ်ဆက်ခက်လွန်းတဲ့လူငယ်ကပါပဲတချို့လူငယ်တွေကြပြန်တော့လဲအပေါင်းအသင်းတွေပြန်ကြတယ်ငါကဘသူသမီးနဲ့တငယ်ချင်းဆိုတာမျိုးတချို့ကလည်းချစ်သူရည်စားပြန်ကြတယ်ငါချစ်သူကဘလူလူစားဘလူကားမျိုးကိုစီးတာသူနာမှာဆိုဘလူလူတွေဝိုင်းနေတာစသဖြင့်ပြန်ကြပါတယ်အချို့လူငယ်ကတော့အတက်ပညာတွေပြန်ကြတယ်တမှုဆိုင်ရာ
ထောက်ကန်ချက်လက်မှတ်တွေပြန်ကြတယ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးယာရူးတွေပြန်ကြတယ်လာစာတွေပြန်ကြတယ်ခေတ်ကလူငယ်တို့ကြားမှာအပြိုင်ဆိုင်တွေလှမ်းမိုးတဲ့ခေတ်ကာလကြီးပါပဲဒီလိုပြိုင်ဆိုင်မှုတွေအမျိုးမျိုးကြားတဲ့ကမှခေတ်ပညာတဲ့လူငယ်လေးတွေရဲ့ပြိုင်ဆိုင်မှုတို့ကိုမိမောင်းထုတ်ပြခြင်းပါတယ်ခေတ်နဲ့တန်းဝင်တဲ့ဘောင်တစ်ခုပေါ်မှာရှယ်နိုင်ပြီးဆိုရင်လူငယ်လေးတွေအနေနဲ့အလုပ်ကောင်းတစ်ခုကိုရွေးချယ်ရှာဖွေတတ်ကြတယ်ခင်းနဲ့တန်းဝင်တဲ့ပေါင်တစ်ခုစုရတာကတော့တကယ်ပညာတတ်တဲ့မတတ်တဲ့အချင်းတန်းရလာတဲ့ဘွဲလက်မှတ်တစ်ခုပါပဲဘွဲလက်မှတ်လေးတစ်ခုလက်ထဲရောက်ပြီးဆိုတာနဲ့ငါဘာလုပ်တယ်လဲငါဘာလုပ်တင်လဲငါရဲ့လိုအပ်ချက်တွေကဘာတွေလဲဆိုတာကိုသုံးသပ်စဉ်းစားဖို့တဲ့ဟိုလောကလာကဘယ်လောက်ရတယ်ဒီလောကလာကဘယ်လောက်ပြင်နိုင်လဲဆိုပြီးလာကမြန်မြန်ရမယ်အလုပ်ကိုရွေးချယ်ရှာဖွေကြတယ်ဒုက္ခလာစားတကူတဲ့ပေါ်အခြေခံနဲ့လေ့ကျင့်မှုစိတ်ဓာတ်ဟာလူငယ်တယောက်ရဲ့တူတက်မှုလမ်းကြောင်းကိုခါပြတ်သွားစေနိုင်ပါတယ်။လောကလာစားတကူတဲ့ကိုပဲကြည့်ပြီးနေရာတကူကိုခြေစုံပြုတ်ဝင်လိုက်တဲ့လူငယ်တွေဟာမိမိရဲ့အရေးချင်းမိမိပညာနဲ့မိမိရဲ့ပင်ကိုယ်စရိုက်တွေအဝင်ခွင့်ကြမှာဖြစ်တဲ့အခါပျော်ရွှင်တဲ့လုပ်ငန်းဝင်တကူကိုမရနိုင်တယ်လို့စိတ်ဖိစီးမှုတွေနဲ့မိမိကိုယ်ကိုမိမိပျော်ဆုံးသူတွေအဖြစ်ခံစားလာကြရပါတယ်။နောက်ဆက်တွဲအနေနဲ့မိမိကိုယ်ကိုအားမလို့အားမရဖြစ်တာတွေအလုပ်တွဲလှုပ်ဆောင်နေတဲ့လုပ်ဖော်ဆောင်ဘက်တွေအပေါ်အဆိုးမြင်စိတ် negative thinking တွေဖုံးလွှမ်းလာပါတော့တယ်မိမိကိုယ်ကိုအမောင်ချတတ်လို့ဘေးပတ်ဝန်းကျင်ကိုလည်းမှောင်စေရဲ့လူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်အဆုံးမှာကြာသုံးမှုတွေနဲ့ရင်ဆိုင်ရမှာအမှန်ပါရဲ့လုပ်ငန်းခွင်မဝင်ခင်ကအများကြီးပြန်ဆိုင်ခဲ့ကြပြီလုပ်ငန်းခွင်ရောက်တော့မှလည်းပြန်ဆိုင်စရာတွေဆက်ရှိနေပါတယ်ဘာတွေဆက်ပြကြမလဲကောင်းသောပြန်ခြင်းတွေဖြစ်လာမလားဆိုတော့ကိုအဖြေရှာတတ်ဖို့ပဲလိုပါတယ်လာစာကောင်းတဲ့အလုပ်ကိုရှာမယ်ဆိုတဲ့စိတ်မျိုးလည်းထားတင်ပါတယ်။ပူရေးကြီးတာကမိမိတည်ထားတဲ့ပညာတွေဟာလက်တွေ့လုပ်ငန်းခွင်မှာအမှန်တကယ်အသုံးချဖို့လုံလောက်ရလား။ဘာတွေလိုအပ်သေးလဲ။ဘာတွေထပ်ပြီးပြင်ဆင်ရမလဲ။ဘယ်လိုမူချင်းတွေဘယ်လိုအတွေးခေါ်တွေကိုပြောင်းလဲရမလဲဆိုပြီးမိမိကိုယ်ကိုပြစ်မှတ်ထားရှာဖွေသုံးသပ်ဖို့အရေးကြီးပါတယ်။ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့အပေပန်းခံကြိုးစားရပါမယ်။ကိုလိုချင်တဲ့လောက်ခလာစာနဲ့ထိုက်တန်တဲ့ပေးဆက်မှုတွေအတွက်ကိုယ်ပဲမှာလုံလောက်တဲ့ကြွန့်ကျင်မှုတွေရှိနေရပါမယ်။ Give and take ဆိုတဲ့စကားလေးဟာလည်းအလကားဖြစ်လာတာမဟုတ်ပါဘူး။အပေးရှိရင်အယူရှိရတယ်။အပေးယူမများတတ်ရင်ပေးတဲ့ဘက်မှာရောယူတဲ့ဘက်မှာပါပရိပခတွေရှိလာပါလိမ့်မယ်။မိမိကလာစာကောင်းတာလိုချင်ရင်လာစာနဲ့ထိုက်တန်တဲ့ပေးဆက်မှုအတွက်မိမိဘက်မှာလုံလောက်တဲ့ဖြည့်ဆည်းမှုတွေရှိပြီလားဆိုတော့ကိုအရင်စဉ်းစားရွေးချယ်နိုင်မှသာတက်တောင့်တက်တာဖြစ်တဲ့လုပ်ငန်းဝင်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။နောက်ထပ်ဒီရေးကြီးတဲ့အချက်တစ်ချက်တော့လူငယ်တွေမိမိကိုယ်ကိုမိမိမသိခြင်းပါပဲမိမိရဲ့အားသာချက်အားနည်းချက်တွေကိုသိတဲ့သူတွေဟာအများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါလုပ်ငန်းခွင်ဝင်တဲ့အခါဒါမှမဟုတ်အသင်းအဖွဲ့တွေမှာပါဝင်ရတဲ့အခါမျိုးတွေမှာမိမိတို့ရဲ့အားသာချက်တွေကိုဖြည့်ပြီးလုပ်ပြနိုင်တယ်တစ်ဖက်မှာလည်းအားနည်းချက်တွေကိုဖော်ပြီးရှောင်ရှားနိုင်တယ်မိမိအားသာချက်နဲ့အားနည်းချက်ကိုမသိတဲ့လူငယ်တွေကတော့အဆင်မပြေမှုတွေလွဲချွံမှုတွေနဲ့ပဲလုံပန်းနေရတဲ့ဥပမာပြောရမယ်ဆိုရင်စကားနေတဲ့သူတွေဟာအများနဲ့ထိတွေ့ဆက်ဆံရတဲ့ marketing အလုပ်မျိုးကိုမရွေးချယ်သင့်ပါဘူး။တူတဲ့တောင်းဝင်ယူလို့ရတဲ့ရုံဌာနအတွင်းပိုင်း data entry တင်တဲ့အလုပ်မျိုးလုပ်တင်တာပါ။ဒါကို marketing ပိုင်းကလာတာပိုးရတယ်ဆိုပြီးလာစာတမျက်နှာပဲကြည့်ရင်မိမိနဲ့မအဆက်တဲ့အလုပ်ကိုရွေးချယ်မိပြီးမိမိလည်းအဆင်မပြေသလိုဘေးပတ်ဝန်းကျင်လည်းအဆင်မပြေနိုင်တော့ပါဘူး။ဒါကြောင့်လူငယ်တွေအနေနဲ့မိမိကိုမိမိသိဖို့ပြန်ဆန်းစစ်ပါသုံးသပ်ပါမိမိနဲ့ကိုက်ညီတဲ့နေရာမိမိရဲ့တက်ကြွမှုနဲ့အဝင်ခံကြဖြစ်မဲ့အရာကိုရှာဖွေတတ်ဖို့အရေးကြီးပါတယ်။အခုချိန်ဟာသူညာတွေအမြင်ရောက်တာကိုကြည့်ပြီးမနာလိုဖြစ်ရမယ့်အချိန်မဟုတ်ပါဘူး။လိုချင်တာမရလို့မိမိကိုယ်ကိုစိတ်တက်ကြပြီးထိုင်ပိုင်နေရမယ့်အချိန်မဟုတ်ပါဘူး။မိမိလိုအပ်တာကဘာတွေလဲဆိုတာကိုရအောင်ရှာပြီးလိုအပ်တာကိုဖြည့်ရမယ့်အချိန်ပါပဲ။ပြန်ဆိုင်ရမယ်၊ပြင်ဆင်ရမယ်၊ပင်ပန်းခံရမယ်၊ကြိုးစားရမယ်။အပြင်မကြည့်ကြပါနဲ့။ဟုတ်ကဲ့ပါ။ကျွန်တော်ခုဖတ်ပြပေးသွားတာကတော့လာမထူနဲ့ပြန်ထားနိုင်တယ်ဆိုတဲ့အစာအုပ်လေးရဲ့အပိုင်းတစ်ပဲဖြစ်ပါတယ်ဗျာနောက်ထပ်အပိုင်းတွေကိုလည်း channel လေးမှာဆက်လက်ပြီးတော့တင်ပြအောင်မှာဖြစ်တဲ့အတွက် channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဗျာ